အားလုံးမင်္ဂလာပါSo all in one channel မှာကြိုဆိုလိုက်ပါတယ်အခုဖတ်ပြပေးမှာတော့စာရေးဆရာမအတန်းမြင့်အောင်ရေးသားထားတဲ့တီကင်းကလေးကျွေဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်တီကင်းကလေးကျွေဘာတစ်ခုမှမပြုတ်ရပါဘဲနဲ့ခံရတဲ့အပြစ်တင်ကပြင်းလှတယ်သမီးကလေးမြုံနေရှာမယ်ဆိုတဲ့အတီးကကျမရဲ့ခြေလမ်းတွေကိုပို့ပြီးတွန်းအားပေးနေတော့တယ်ငိမ့်သမီးလေးငိမ့်ဒီနေ့သမီးကိုဘယ်လိုပုံစံနဲ့များတွေ့ရမှာပါလဲမမေရင်မဆိုင်ရဲမဲ့ရင်မဆိုင်ချင်ပေမဲ့တနေ့နေ့ကိုရောက်မှကြောက်လိုက်တာဒါပေမဲ့သမီးကညနေဆောင်တာနဲ့မမေကိုမျှော်နေတော့မှဟောအမအခုလာတာလားသူကဘလို့ကြီးမိလိုက်တာလဲဆေးရုံဝင်ပေါက်ကအဆောင်ကနှမ်းမိပြီးမှကျမခြေလမ်းတွေမဆိုသလားအရှင်ရော့သွားပြီးဟုတ်တယ်ကျမနည်းနည်းနောက်ကျသွားတယ်ဘာဖြစ်လို့လဲဘာမှမဖြစ်ပါဘူးနေ့နေ့တုန်းကအမတို့အဖွဲ့ကအမတငယ်ချင်းတွေလာကြတယ်မနေ့တုန်းကအမကလေးအသေးအသေးမော်လို့အောက်ဆီဂျင်ပေးရသေးတယ်နောက်မှဆရာဝန်မကြီးလာကြည့်ပြီးဆေးထိုးပြီးလို့သက်သာသွားတာအခုတော့အောက်ဆီဂျင်ဖြုတ်လိုက်ပြီးနေတူတယ်ဖះကြီးတနေ့တုန်းကလိုပဲသမီးအိမ်မက်တွေမဲ့ပြီးမောပြန်ပြီလားမမေတနာလိုက်တာသမီးလေးရဲ့မမေမကြည့်ရမှန်းသိလို့လမ်းမခေါ်ကြတာလားအဲ့ဒီနေ့ကသမီးကိုစောင့်နေသူနာပြုဆရာမလေးမျိုးကကလေးအရဲမော့နေလို့အောက်ဆီဂျင်ရှူနေရတယ်အမြန်လာပါဆိုပြီးဖုန်းနဲ့လမ်းခေါ်လို့ကျမအပြေးလွှားရောက်လာတော့သမီးကအောက်ဆီဂျင်ပိုက်တန်နဲ့ရှင်ဘက်ကလေးနေကြည့်မြင့်ကြည့်မောဟိုက်နေရှာတဲ့ကြားကကျမရဲ့လက်ကိုကြစ်ကြစ်ဆုပ်ခိုင်းထားရှာတယ်ကကြမဆိုးတဲ့သမီးလေးဟာသူ့မမြင်ဖူးလိုက်တဲ့ဖခင်ထဲကလက်ဆက်ကန်းသွားတဲ့အမေစီကမိမှုဖမွေယောဂအပြင်မွေးရပါနှလုံးယောဂတဲ့ကလေးမို့ကျမတို့မှာပိုးမွေးတယ်လို့မွေးခဲ့ရတာပါကျမတို့ရဲ့မေတ္တာပုံကလေးဖြစ်တဲ့ဒုက္ခရိပ်မြုံမောင်နှမတွေဟာတယောက်ကိုတယောက်သိချစ်ကြရှာတယ်ဆေးရုံတက်နေရတဲ့ငင်းငင်းကိုကျန်တဲ့မောင်နှမတွေကအိမ်ငားနဲ့ရုပ်ကလေးတွေသူတို့ရတဲ့မုတ်ကလေးတွေကိုလူကြုံနဲ့ထည့်ပေးလိုက်တယ်လို့ဆေးရုံဘောကငင်းငင်းကလည်းအိမ်မောကြနေတဲ့အချိန်မှာအတားဦးကြားလိုက်မယ်ရဲမလုံးနဲ့နတီဒီကိုလာခဲ့ပါလို့ရှောင်ပြီးအော်တက်တာတွေကသူတို့ရဲ့တန်ရောစင်ကိုထင်ရှားစေတယ်ဒါပေမဲ့အဲ့ဒီနေ့ကတော့တမီးကလေးရဲ့ဆေးရုံဘောကညတွေဟာတိတိတသာပြောင်းလဲသွားတယ်သူ့မောပြေသွားတဲ့အချိန်မှာအာယုပြီးပြောလိုက်တဲ့အကြောင်းအရာကကျမမထင်မှတ်ထားတဲ့စကားတွေပါတမီးအမေမတယ်မေအိမ်မက်ထဲမှာမေမဟုတ်တဲ့နောက်တဲ့အမေတယောက်ကသမီးစီလာတယ်သမီးကိုသိချစ်တာပဲဆိုပြီးနန်းနေပြီးတော့သူနဲ့လိုက်ခဲ့ဖို့ခေါ်တယ်သမီးကပထမမလိုက်မလို့ပဲနောက်တော့မှသမီးမလိုက်ချင်ဘူးသူကသမီးကိုအတင်ပဲဖွေ့ချီမလို့လုပ်တာသမီးကပြန်ရုံထွက်ပြေးရပေါ့သူကသမီးရဲ့အမေစီလာပါအမေကိုမချစ်တော့ဘူးလားဆိုပြီးငိုတော့သမီးအရမ်းပဲတနာသွားတယ်မေဒါပေမဲ့သမီးမလိုက်ချင်ဘူးချစ်တယ်မလိုက်ချင်ဘူးဆိုပြီးသမီးအော်လို့လည်းမရဘူးသမီးတိတ်မောတာပဲအဲ့ဒါဘာဖြစ်တာလဲမေသမီးအဲ့ဒီလိုအိမ်မက်မျိုးအရင်ကလည်းမဖူးတယ်ဒါပေမဲ့ဒီတစ်ခါမှတာအကြောက်ဆုံးပဲဟောသမီးကနေမကောင်းလို့အားနဲ့နေတဲ့အချိန်မို့စိတ်လှုပ်ရှားစရာအိမ်မက်တွေမက်နေတာပေါ့သမီးရဲ့အခုမမေကိုပြန်ပြောပြနိုင်တဲ့သမီးမောနေပြီမမေကြီးလာလို့သမီးနေကောင်းသွားပြီမေကြီးမပြန်နဲ့ဦးနော်သမီးကိုချီပြီးရှောက်ပြလေရှင်ဘက်မောက်ကလေးနေကြည်မြင့်ကြည်ဖြစ်နေတဲ့သမီးကလေးဟာအသက်ကိုစူးစမ်းပန်းစားရှုနေရကသွားကလေးတွေပေါ်အောင်ပြုံးပြီးတွေ့တာတဲ့မျက်လုံးဝကြီးတွေနဲ့လက်ကိုဆန်တန်းပေးနေပုံကရှင်မနာကျင်စရာကောင်းလိုက်တာဝရန်တာမှာချီပြီးရှောက်ရင်တိတ်တဘောကြတဲ့ကလေးအရွယ်မဟုတ်တော့ပဲသမီးခန္ဓာပိန်ပေါ့ကလေးကိုနှမ်းချီလိုက်တဲ့အချိန်မှာတော့ကျမတို့သားမိရဲ့ရင်ခုန်တဲ့နှစ်ခုကပြောင်းဆန်နေခဲ့တာကိုတတိယနေတော့အဲ့ဒီနေ့ကလေးကသမီးကိုစိတ်မချလို့သူနာပြုဆရာမကလေးတွေအစားသူနာပြုဆရာမကြီးအန်တီရိုစီကိုခေါ်ပြီးဂျူတီလဲခဲ့တယ်အန်တီရိုစီဆိုတာကဒုက္ခရိပ်မြုံကကျမတို့သားမိတွေကိုတောင်းဝန်ကြောက်မဟုတ်ပဲသွေးသားရင်ချအဖွားတယောက်လိုချစ်ခင်တွေ့တာပူပန်တတ်သူကလေးတွေကလည်းသူ့ကိုချစ်ကြတွေ့တာကြတာမို့သမီးလေးအတွက်ပို၍စိတ်ချရတယ်တခုခုအကြောင်းရှိရင်ဖုန်းဆက်တော့ဟုမှားထားပေမဲ့တနေ့လုံးဖုန်းမဆက်တဲ့အတွက်ကျမစိတ်သက်သာရနေရကနေ
ယခုစေယုံပါဝါကအဆောင်ကလေးပြောပုံကကျမအတွက်ရင်ပူစရာများဖြစ်နေပြန်ပြီလားဝရဏာကနေသမီးခန့်ကိုလှမ်းအကြည့်ခရင်ပေါ်မှာမိချိုင်ပြီးအပြင်ကိုငေးမြုံနေတဲ့သမီးနဲ့မျက်လုံးချင်းစုံပြီးမှကျမရင်ထဲကအလုံးကြီးကျသွားတော့တယ်ဟောငင်းငင်းရေဟိုမှာမေမေကြီးလာနေပြီဒိုချောင်းကလေးတွေလိုပိန်လှီနေတဲ့လက်နှစ်ဖက်ကကျမလည်းပင်ကိုဖက်လိုက်ချိန်မှာပဲကျမသူ့ကိုချီပိုးပြီးပါပြင်ကလေးကိုနမ်းရှိုက်လိုက်တယ်သမီးပါတွေအေးဆက်နေပါလားအန်တီအခုကလေးတွေမဲ့ရေပက်တိုက်ထားတာဆရာမနေကင်းကလည်းရှင်တွေပူတယ်ဆိုလို့ရေခဲရေကလေးနည်းနည်းစွပ်ပြီးကြောတွေရင်တွေကိုသူ့စိတ်ချနေအောင်တက်ပေးရသေးတယ်မနေ့တုန်းကအောက်ဆီဂျင်ပေးရသေးတယ်ဆိုတိတ်မောနေလားဟုတ်ကဲ့မနေ့အစောကြီးအမောတွေဖောက်ပြီးချွေးစေးတွေပြန်လာလို့ဆရာဝန်ပြေးခေါ်ရသေးတယ်ကျမကဘာလို့လှမ်းမခေါ်တာလဲခေါ်မလို့ပဲခဏနေငြိမ်သွားတာနဲ့ဆရာမကလည်းအလုပ်များတော့ပင်မနေဆိုပြီးမခေါ်တော့တာပါပြီးတော့ကလေးထုခုဆရာဝန်မကြီးလည်းတစ်ချိန်လုံးရှိနေတယ်နေ့လေတုန်းကဒေါက်တာစုတို့ဒေါက်တာထားထားတို့လည်းလာကြတယ်ဒေါက်တာတို့ကဆရာမအရန်စိတ်ပူသွားမယ်မခေါ်နဲ့ညနေကြလာမှာပဲတဲ့ကလေးကတော့ဒီလိုခဏခဏဖြစ်နေမှာပဲလို့ပြောတယ်ဟုတ်မှာပါလေကျမကမိုးလေးမုတ်ချုပ်ပြေးပြေးလွှာလွှာတောတောလာလာမှုအဖွဲသားအလုံးကကျမကိုညှတာကြချသည်တကယ်တော့သူတို့ကိုယ်တိုင်လည်းပူပင်မှာပါပဲဒါပေမဲ့ဆရာဝန်တွေဆိုတော့ကျမထက်ပိုသိမှာပေါ့မေမေကြီးဘာလဲသမီးပကုံးပေါ်ကသမီးကိုအနေထားပြင်ပြီးပါကျင်အလိုက်တော့သမီးကလည်းပင်ကိုတိုးဖက်လာသည်ပြောလေသမီးဘာပြောမလို့လဲညကအိမ်မက်ထဲမှာအမေလာတယ်သမီးကသူ့ကိုအမေလို့လက်ခံလိုက်ပြီလားဟိုးကျမဘာလို့ဒီလိုတွေးမိရတာလဲသမီးသူ့ကိုမှတ်မိလို့လားယင်သမီးနေမကောင်းလို့အိမ်မက်တွေရှောက်မှတ်နေတာပါသမီးရဲ့နေကောင်းလို့အားရှိလာရင်အဲ့ဒါမျိုးတွေမမတ်တော့ဘူးမဟုတ်ဘူးမေမေရဲ့သမီးသိနေတယ်သမီးအသာလေးလိုက်သွားရင်အမေကဝမ်းသာမှာသမီးအဲ့ဒီအမေတွေကိုလည်းချက်တယ်အစတော့လိုက်သွားမလို့ပဲနောက်တော့အိမ်မက်ထဲမှာမေမေတို့အဖွားတို့တတိယတာနဲ့ပြန်ရုံထွက်ပြေးရလို့အရန်မောသွားတာသမီးလေးအဲ့ရနို့တော့ရှူရှူတွေလည်းထွက်နေတယ်ချွေးတွေရောပဲအသက်လည်းရှူလို့မရတော့ဘူးအေးပေါ့သမီးအရန်ပင်မဲ့သွားတာကိုဒါကြောင့်အောက်ဆီဂျင်သွင်းရဆေးထိုးရတာပေါ့မေမေကြီးရှင်ညကြရင်လေညကြရင်ဘာဖြစ်လဲသမီးအိမ်မက်မအောင်မလားမသိဘူးနော်ကျမသမီးကိုပြန်ပြောဖို့စကားရှာနေတော့မယ်သမီးကိုဒီတစ်ခါလက်ခေါ်ရင်လိုက်သွားရမလားယင်ဘယ်ကိုလဲသမီးမေမေခေါ်တဲ့စီကိုပေါ့သမီးလိုက်ချင်လိုက်သွားပါသမီးရဲ့ကြီးသားလေးပဲလိုက်သွားပါရုံးကန်နေသမီးမောနေလိမ့်မယ်ခြေနဲ့သွားတာလားဒါမှမဟုတ်နှုတ်ဆက်နေသည်လားမသိကျမအိပ်ပါပြင်ကိုဖြည်းဖြည်းကလေးနမ်းရှိုင်လိုက်ခိုင်မှကျမမျက်ဝန်းတွေဝေတည်သွားခဲ့သည်ဒီတချီတော့သမီးလေးငင်းငင်းကိုတကယ်ပဲလက်လွတ်ဆုံးရှုံးရတော့မည်အချိန်တဖြည်းဖြည်းနီးကပ်လာလေပြီဆိုသည့်အတွေ့ကိုပြီးဆုံးအောင်မတွေ့ရပဲဖြစ်နေသည်မိမိတို့ကိုမသိတော့ပဲအိယာထက်မှငင်းငင်းတက်တက်ကလေးမိန်မွန်နေတဲ့သမီးလေးဟာတကယ်ပဲအိမ်မက်ထက်ကအမေနဲ့ပျော်နေပြီလားကွယ်သူ့သမီးလေးကိုစိတ်မချလို့အသက်မထွက်နိုင်တာနဲ့တူပါတယ်ဆရာမရေကျမမှလည်းရွာမှာအဖိုးကြီးကမောနေတာဒီမှာကလည်းကိုယ်သားမရှိတော့ပေမဲ့ချွေးမနဲ့မြေကိုတန်ရောစကမပြတ်တော့အိုကြီးအိုမပေမဲ့မနေနိုင်ဘူးလေအခုတော့ကလေးကိုဆရာမတို့ကမွေးမယ်ဆိုတော့ကလေးကန်ကောင်းတာပေါ့ကျုံမှလည်းဝိပါကီစေးုံဆိုတာအခုမှရောက်ဘူးတာပါတားဆုံးတော့ကတော့အိမ်မှာအဲ့ဒီတော့ကအဖိုးကြီးပါလာခဲ့တာခုတော့ဒုက္ခများခရီးဝေးဝေးမလိုက်နိုင်ရှာတော့ဘူးအသက်ပဲ80တွင်းဝင်တော့မယ်ဟာဒါပေမဲ့တရားကတော့အချိန်ပြည့်မှတ်နေတော့ကျုံမှသာတောကတွေနဲ့လုံးချလိုက်နေတာအသက်80ကျော်အဖွားအိုရဲ့ချွေးမသမီးငိမ့်ရဲ့အမေကသမီးလိုပဲမျက်လုံးဝိုင်းဝိုင်းမျက်ခုံးထူထူကလေးနဲ့ပါစေုံပေါ်မှာအဖွဲကြီးတစ်ခုရဲ့ဆက်သွယ်ပေးမှုကြောင့်သူ့သမီးလေးကိုကျမရဲ့လက်ထဲကိုကြည်ကြည်ဖြူဖြူစိတ်ချလက်ချထည့်ပေးစဉ်သမီးရဲ့အသက်ကလေးနှစ်ပင်မပြည့်တတ်သေးပါမနေ့စောစောစီစီအေရကကြိုကိုဆွဲတဲ့ခေါင်းလောင်းမိတယ်လို့ငုံကြည့်လိုက်တော့ဒေါက်တာစုကိုဒုက္ခဖြူဖြူကလေးပေးမှရက်ပြီးကျမအခန်းစီမော့ကြည့်လက်ပြခွန်နေတာကိုတွေ့လိုက်ရတယ်တခုခုတော့အကြောင်းထုတ်ပြီးဆိုတာစိတ်ကအလိုလိုသိလိုက်တယ်လို့ပဲအဝိအစားမြန်လဲပြီးအောက်ကိုပြေးဆင်းသွားတဲ့အခါမှာတော့ထင်ထားတဲ့အတိုင်းပါပဲငင်းငင်းကလေးဆုံးသွားပြီကဲကဘော်တက်လောလောဆယ်အလောင်းကတော့ရေခဲတိုက်ရောက်သွားပြီတဲ့ဒါပေမဲ့ညမကြည့်ကျင်သေးတယ်မဟုတ်လားသွားကြမယ်
ခက်တာကကျမပါဇက်ကဘာမှမီးလို့မရပြောလို့မထွက်တော့တာပဲဘာပြောရမလဲဘာမေးရမလဲမနေ့3နာရီလောက်ကဆုံးလာတဲ့အန်တီရိုစီဖုန်းဆက်တော့မနေ့9နာရီထိုးနေပြီဖုန်းဆက်ပြီးရတဲ့ပစ္စည်းတွေကိုတင်ပြီးဒုက္ခချင်းမျိုးကိုပြန်တော့လို့လွှတ်လိုက်တယ်ငင်းငင်းကိုတင်းကြုပ်ဖို့တစ်ခေါက်ပြန်လာရအောင်ပါလေချန်တဲ့အဖွဲသားတွေကိုအကြောင်းကြားပြီးဒီနေ့ပဲတင်းကြုပ်ဖို့ညီမပဲစီစဉ်ပေးနော်ညီမကတနေ့တုန်းကသူ့အမေလာခေါ်ရင်လိုက်သွားတော့လို့ပြောလိုက်တယ်ဆိုဒါပေမဲ့ဒုက္ခရိပ်မြုံကကလေးတွေကသူ့အမေရင်းနောက်လိုက်သွားတယ်လို့ဘယ်သူမှမထင်ကြဘူးသူတို့ဘယ်လိုသိထားကြတယ်မှတ်တော့ဟိုရောက်မှအန်ဒီရိုစီကဖုန်းထဲကနေပြောပြတာသူ့ကိုမြင်တော့အတာဦးတို့နဒီတို့ကအဖွာငင်းငင်းရောလို့ဝိုင်းမေးကြတယ်တဲ့စေယုံကပစ္စည်းတွေကားနဲ့တလုံးကိုဒီတော့သူကငင်းငင်းစေယုံကဆင်းပြီးဒါပေမဲ့မေမေကြီးကမိုးနဲ့လေနဲ့ကလေးဖြတ်မှာဆိုလို့သူ့အိမ်ခေါ်သွားတယ်ဒီမှာစိတ်မချလို့ပြောထားတဲ့အဲ့ဒါသူတို့နဲ့တွေ့ရင်ဝိုင်းမေးကြလေအောင်မယ်အိမ်ဒီတွေမပြတ်စီနဲ့နော်ဟောအိမ်ဒီတွေမပြတ်အောင်နေရမယ်တဲ့လားတနေ့နေ့မှာဒီကလေးတွေအားလုံးတို့ကိုခွဲခွာသွားကြမယ်ဆိုတာမျှော်လင့်ပြီးသားပါဟာဒါတို့အတွက်ပထမဦးဆုံးအတွေ့အကြုံပဲလေကျန်တဲ့ကလေးတွေအတွက်လည်းနောက်တာမျိုးတွေနဲ့မလွဲမသွေကြုံရအောင်ပါခံနိုင်ရည်တက်တည်ရှိရမှာပေါ့ကလေးတွေရှိကြရင်လည်းရုံမပြတ်စေနဲ့နော်အင်းမအိမ်ဒီတွေမပြတ်စေရပါဘူးရုံမပြတ်စေရပါဘူးကျမနေတက်အောင်ကြိုးစားပြီးနေပါမယ်စိတ်ချပါဟန်မဆောင်တက်ခဲ့တဲ့ကျမဟန်ဆောင်တာကိုအမုန်းကြီးမုန်းတဲ့ကျမဟန်ဆောင်ခြင်းကိုမကြိုက်တဲ့ကျမအခုတော့စာရေးဆရာမအတန်းမြောင်ရေးတာထားတဲ့တီကင်းကလေးကျွေဆိုတဲ့ဝတ္ထုတိုလေးကိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျဒီဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးကြဖို့အားလုံးကိုမေတ္တာရက်ခံအပ်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါစို့ကိုစိတ်နှစ်ဖြာကျမ်းမာချမ်းသာကြပါစေ